မျိုးလုပ်ရတယ်အကုန်လုံးမြင်အောင်လားဟုတ်ဒီမှာဥဆုံးဒါကြီးကိုဖွင့်ပါမယ်ဒုတိယဒါကြီးကိုဖွင့်ပါမယ်ဖွင့်ပြီးရင်ဒီဟာကြီးကိုလော်ကြီးကိုဖြုတ်ပါမယ်ပြီးတော့ဒီ waste ဘောက်လေးကိုထုတ်ပါမယ်ထုတ်ပြီးတော့ဒီနောက်ပေါက်ကြီးကိုဖွင့်ပါမယ်ဟုတ်ပြီဒီရိုလာလေးကမတန့်ရှင်းဘူးဆိုရင်လည်းဒီရိုလာလေးကမတန့်ရှင်းဘူးဆိုရင်လည်းအဲ့ဒီလိုစာသားတွေရဲ့စာရွက်တွေရဲ့ကြောဘက်တွေဒီအလုံးလေးကမတန့်ရှင်းဘူးဆိုရင်တော့ဖြစ်တတ်ပါတယ်အဲ့ဒါလေးလည်းဒီကောင်လေးကိုဒီမှာ plastic ဂိုင်းလေးတွေညှစ်ပြီးတော့ချုပ်လို့ရပါတယ်ဒီလိုလေးဖြုတ်ပြီးတန့်ရှင်းလေးလုပ်လို့ရတယ်အဲ့ဒါတန့်ရှင်းလို့ရဒီအလုံးလေးစုပ်တန်လေးနဲ့လုပ်ရင်ပို့ပြီးတော့ကောင်းပါတယ်စုပ်တန်လေးနဲ့ဒီရိုလာလေးရဲ့မျက်နှာပြင်ကြီးကိုချောမော့သွားအောင်ဒီပုတ်တိုက်လို့မရဘူးဒီသူ့ရှိတဲ့ပြုံးစီလေးတွေကအလုံးလုံးပါတယ်ပြုံးစီလေးတွေပြောင်းသွားအောင်လုပ်လို့မရပါဘူးအကြမ်းများတဲ့အနှဲငယ်တွေလို့တန်ရှင်းပဲရပါတယ်ပြုံးစီလေးပြောင်းသွားအောင်ဒီလုပ်လို့မရပါဘူးမရဘူးဟုတ်ကျန်တယ်ဒါပါပဲတက်တာလေဒါကြီးဒီတိုင်းထားပါမယ်ထားပြီးတော့ဒီလော်ကြီးကဟုတ်ဖွင့်ပြီးဆိုတော့ဒါကြီးထုတ်လို့ရပါပြီဆိုရင်တကားတော့တစ်ချက်ထပ်ဖွင့်အောင်ဒီတကားလေးဖွင့်အောင်အဲ့ဒီတကားလေးဖွင့်ထားလိုက်ရင်ဒီမှာလက်ကင်လေးရှိတယ်လက်ကင်လေးဒီမှာလက်ကင်လေးကွမ်းကလေးနှစ်ခုအဲ့ဒါလက်ညှိုးလေးဆွတ်ပြီးတော့လို့လေးဆွဲထုတ်အောင်ပါဒါလေးဆွဲထုတ်အောင်ပါအဲ့ဒီကြလို့ရှိရင်ဒီမှာကျွန်တော် transfer back လေးထွက်လာပါပြီအဲ့ transfer back လေးကို6တွေ့တဲ့အဝိစာလေးနဲ့6တွေ့တဲ့အဝိစာလေးနဲ့တန့်ရှင်းလုပ်ပေးရမှာဖြစ်ပါတယ်6တွေ့တဲ့အဝိစာလေးဒီကောင်ရဲ့မျက်နှာပြင်ကိုဒီလက်အစီပါတဲ့လက်တွေနဲ့ဒီလိုတွေမကန်ရပါဘူး6တွေ့ပြီးတော့တန့်ရှင်းနေတဲ့အဝိစာလေးနဲ့ပဲဒီလိုလေးပဲတန့်ရှင်းလောက်အောင်မှာဖြစ်ပါတယ်